ရက်ပိုင်းကပြည်တွင်းလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ငလင် post တစ်ခုမှာဆိုရင်ငလင်ပြက်၍အကြောင်းတွေခွဲခြမ်းစိတ်ဖြာရှင်းပြချက်နဲ့အန္တရာယ်ရှိနိုင်တဲ့မြို့ရွာဒေသတွေကိုပါတွက်ချက်ပြထားပါတယ်။လူ 4000 နီးပါးတည်ထားရတဲ့ငလင်ကြီးကြုံခဲ့ရတဲ့မြန်မာပြည်လူထုကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ငလင်ဟာဘယ်နေ့ဘယ်အချိန်ဘယ်နေရာမှာလုံမယ်ဆိုတာကိုကမ္ဘာပေါ်မှာဘယ်သူမှကြိုမသိနိုင်ကြပါဘူး။ဒါပေမဲ့ငလင်ကြီးတွေလောက်ခတ်ခဲ့တဲ့မှတ်တမ်းတွေနဲ့တမိုင်းကြောင်းတွေကိုလေ့လာပြီးတကြော့ပြန်ငလင်တွေပြန်လဲလောက်ခတ်လာနိုင်တဲ့ဖြစ်နိုင်ခြေကိုတော့ကြိုတင်သတိပြုသင့်ပြီးဘေးအန္တရာယ်ကိုရှောင်ရှားသင့်တယ်လို့ငလင်လေ့လာသူတွေကတိုက်တွန်းလာကြပါတယ်။ငလင်နဲ့ပတ်သက်တဲ့တေချာတဲ့ခံမှန်းမှုမျိုးတွေမရှိသေးဘူးလို့ငလင်ပညာရှင်ဦးစောထွေးစောကပြောပါတယ်။သူရဲ့အနေအထားနဲ့အတိအကျတာကျွန်တော်တို့မပြောနိုင်တာ။ငလင်ကတော့လိမ့်နေဆိုတာတော့တည်တယ်ပေါ့နော်ဆိုတော့အဲဒီဟာကကျွန်တော်တို့တက်တန်းထဲမှာဖြစ်ဖို့ဆိုတာတော့ချမ်းသာတော့အရန်နေတဲ့ဆိုရင်လည်းကျွန်တော်တို့ပြင်ဆင်စရာရှိတဲ့ဟာလေးကိုတော့ပြင်ဆင်ထားတာပေါ့နော်ကြိုပြီးတော့ပြင်ဆင်တာကတော့လုံကောင်းတယ်လုံတင်တာလေးတွေပါလေးတွေကတော့အဲ့ဒါမျိုးအေဟိုတည်းခိုင်တဲ့အောင်ပြန်ပြင်တာတို့ပါညာအဲ့ဒါမျိုးလေးတွေကတော့ကျွန်တော်တို့လုံထားပြင်ပါတယ်ထက်မြင့်မှာနေသူမဟုတ်ပေမဲ့မတ်လ28ရက်နေ့ငလင်လောက်ခတ်ပြီးနောက်ပိုင်းမှာတော့ငလင်နဲ့ပတ်သက်တဲ့ဆောင်းရံရှောင်းရံဗဟုသုတတွေကိုလေ့လာဖြစ်တယ်လို့ရန်ကုန်ဒေသခံတယောက်ပြောတာကတက်တန်းတစ်ချောင်းမှာဒီလောက်ကြီးမားနေနေမကြုံဘူးတဲ့ခါကျတော့အဲ့လိုမျိုးတကယ်လည်းလောက်လည်းတော့ကိုဘာလို့ရမလဲဆိုဘယ်လိုမျိုးကိုကာကွယ်ရမလဲဆိုမသိဘူးเนาะအဲ့မှာအရင် shop ပြသွားပြီးတော့ဖုန်းထဲမှာဆိုလည်းငလင် application တွေထည့်ထားတယ်နောက်ပြီးတော့ဘယ်လိုအချိန်ဒီမှာအတင်မှာနေရမယ်အဲ့လိုမျိုးပေါ့เนาะအစအဆုံးတော့လိုက်ပြီးတော့ငလင်နဲ့ပတ်သက်တဲ့ဆောင်းရှောင်းရည်တွေကအကုန်ပြန်ဖတ်ကြည့်ရအောင်เนาะလူမှုကူညီကယ်ဆယ်ရေးအဖွဲ့အများစုဟာပြီးခဲ့တဲ့မတ်လ 9.9 အဆင့်ငလင်ကြီးကိုနှစ်ပေါင်း80ကျော်မှပြန်ကြုံရတာကြောင့်အဲ့ဒီအတွက်လုံလောက်တဲ့ပြင်ဆင်မှုနဲ့အသက်ကယ်ပစ္စည်းကိရိယာတွေရှိမနေခဲ့ဘူးလို့ BBC ကိုပြောခဲ့ပါတယ်။ဒါကြောင့်နောက်ထပ်ငလင်ကြီးတွေအတွက်ခုကလေးကကယ်ဆယ်ရေးပစ္စည်းကိရိယာတွေကိုပြည့်ပြည့်စုံစုံဖြည့်တင်းပြင်ဆင်ထားတဲ့လို့အာဏာပိုင်တွေကပံ့ပိုးကူညီမှုတွေနဲ့အသက်ကယ်လေ့ကျင့်ဇက်တိုက်မှုတွေကိုဒီထက်ပိုကြကြပြန့်ပြန့်လှုပ်တင်တယ်လို့တိုက်တွန်းထားကြပါတယ်ရှင်။ရန်ကုန်မှာပြင်းအားတိတာတဲ့ငလင်လှုပ်လို့မြို့ခံတွေထိတ်လန့်အောက်တိုဘာ18ရက်ညပိုင်း7 နာရီကျော်ကရန်ကုန်တိုင်းကမြို့နယ်အများစုမှာပြင်းအားတိတာစွာခံစားရတဲ့ငလင်လှုပ်သွားတယ်လို့ရန်ကုန်မြို့ခံတချို့ကပြောပါတယ်။ကမာရွတ်လိုင်ဒလတာကေတာနဲ့ဒေါဘုံအပါအဝင်မြို့နယ်အများစုမှာအများစုကတိုက်အောက်ကိုပြေးဆင်းကြတဲ့အထိထိတ်လန့်ခဲ့ကြတယ်လို့သိရပါတယ်။ငလင်လှုပ်ခတ်မှုတွေကိုဖော်ပြတဲ့ F တွေမှာတော့ည7 နာရီ8 မိနစ်ခန့်မှာရန်ကုန်တောင်ဘက်ပင်လယ်ကမ်းရိုးတန်းဘက်ကိုဗဟိုပြုပြီးအင်အားမဂနီကျူ3.9 အဆင့်ငလင်တစ်ခုနဲ့နောက်ထပ်ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။